အားလုံးပဲမင်္ဂလာပါရှင်။ကဲဒီနေ့မမင်ကင်ထားတာလေးကအပြာရောင် Bluetooth ပတ်လက်ကောက်လေးဖြစ်တာဆိုတော့မမင်ကဒီနေ့ Bluetooth ပတ်ပွဲတက်လက်ကောက်ကလေးနဲ့ကိုမတို့ကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကတော့မိတ်ဆက်ပေးသွားမယ် Bluetooth ပတ်လက်ကောက်နံပါတ်1ပဲဖြစ်ပါတယ်ရှင်။သူက Bluetooth ပတ်ကြောက်ဆိုလို့ရှိရင်လည်းကလပ်30တောင်ပါတယ်။စိန်ဆိုလို့ရှိရင်လည်းအပွင့်240ကျော်တောင်ပါတာမို့လို့ထက်ကိတ်ကြီးနဲ့အပြင်မှာအရန်လာပါတယ်ရှင်။ဒါလေးကတော့နံပါတ်2လက်ကောက်ကလေးပဲဖြစ်ပါတယ်။သူလေးကလည်းအရှိကနံပါတ်1လိုမျိုးပုံစံကိုပေါ့နော်။ site အသေးလေးပါရှင်။ Bluetooth ပတ်ကြောက်ဆိုလို့ရှိရင်လည်းကလပ်20တောင်ပါပြီးတော့စိန်ဆိုလို့ရှိရင်လည်းအပွင့်200ကျော်တောင်ပါတာမို့လို့သူလေးက site သေးလေးဆိုပေမဲ့တိတိကျကျလေးနဲ့အရန်လာပါတယ်ရှင်။ဒါလေးကတော့နံပါတ်3 Bluetooth ပတ်လက်ကောက်လေးပဲဖြစ်ပါတယ်။သူလေးကကြတော့ဒီလိုပေါ့နော်။စိန်ပတ်လေးကိုမှကြောက်စိန်ပတ်လေးကိုမှလို့နိုင်ပုံဒီဇိုင်းလေးခတ်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သူလေးက Bluetooth ပတ်ဆိုလို့ရှိရင်လည်းကလပ်20တောင်ပါပြီးတော့စိန်ဆိုလို့ရှိရင်လည်းအပွင့်100နီးပါးတောင်ပါတာမို့လို့ဘိုးဆန်ဆန်လေးနဲ့လှရဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ဒါလေးကတော့မိတ်ဆက်ပေးမယ်နောက်ဆုံးနံပါတ်4လက်ကောက်ကလေးပဲဖြစ်ပါတယ်ရှင်။သူလေးကကြတော့ကြောက်ဆိုလို့ရှိရင်လည်း4000ကြောက်လေးပုံစံလေးကလည်း4000လေးကိုမှဒီလိုပန်းလေးနဲ့ခတ်ထားပေးရပါတော့။အဲ့တော့သူများနဲ့မတူဘဲနဲ့ပုံစံဒီဇိုင်းလေးစိုက်တယ်ဆိုလို့ရှိရင်တော့ဒါလေးကိုယူပါရှင်။ဒါလေးတွေကတော့မိတ်ဆက်ပေးသွားတဲ့ Bluetooth ပတ်လက်ကောက်ကလေးပဲဖြစ်ပါရှင်။အကုန်လုံးက Bluetooth ပတ်ကြောက်အစင်အတန့်ကိုစိန်ဖြူတန့် natural diamond စိန်ဖြူတန့်နေနဲ့ခတ်ပေးထားတာပဲဖြစ်တာမို့လို့ပစ္စည်း quality ပိုင်းမှာလည်းစိတ်ချယုံကြည်စွာအားပေးလို့ရပါတယ်ရှင်။တစ်ခုချင်းစီကသူ့ဟာနဲ့သူအရန်ကိုလာတာမို့လို့ကိုမောက်ချိုင်းတဲ့တတာလေးကိုဝယ်ယူအားပေးလို့ရပါပြီရှင်။